အားလုံးပဲမင်္ဂလာပါရှင် Emily's Diary YouTube channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ tarot နဲ့ပတ်သက်ပြီးတော့ဗောနော် package လေးတစ်ခုစီစဉ်ထားတယ်ဒါပေမဲ့ဒါကအခမဲ့ပါcrush ရှိနေတဲ့ single လေးတွေအတွက်ကြည့်ပေးသွားမယ် tarot reading လေးဖြစ်တယ် general reading ဖြစ်တဲ့အတွက်လူတိုင်းနဲ့တော့မကိုက်ညီနိုင်ဘူးဒါပေမဲ့ကိုယ်စိတ်ထဲမှာကိုယ်နဲ့ကိုက်ညီတယ်ဒါကကိုယ်နဲ့ energy ကိုက်တယ် chemistry မိတယ်လို့ခံစားမိတယ်ဆိုရင်ဆက်ပြီးနားထောင်လို့ရတယ်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဒီ reading ကအကျုံးဝင်ပါတယ်ဆိုတော့အပတ်စဉ်ပေါ့နော် reading လေးတွေလုပ်ပေးသွားဖို့ရှိတယ်ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ single လေးတွေကပွဲဥအတွက်ပေါ့နော် single လေးတွေ crush ရှိနေတဲ့ single လေးတွေအတွက်အရင်ဆုံးကြည့်ပေးသွားမယ် reading လေးဖြစ်တယ်ဒီ reading ကဘယ်နှစ်ရက်စာအတွက်လဲဆိုလို့ရှိရင်တော့တစ်ပတ်စာပါနော်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းကိုတင်ပေးသွားမယ်အဲ့အတွက်တနင်္ဂနွေနေ့ကနေစပြီးတော့နောက်ထပ်9ရက်ပြည့်တဲ့နေ့အထိ9ရက်စာ reading ဖြစ်ပါတယ်နော်ဒါဆိုရင်တော့love energy update လေးကိုစပြီးတော့ကြည့်ပေးပါမယ်အဲ့တော့မင်္ဂလာပါ so family တို့ RS လေးတွေဆက်ပြီးတော့မကြည့်ပါနဲ့လောလမှ X နဲ့ပြတ်ထားတဲ့သူတွေမကြည့်သေးပါနဲ့အောင် single သက်တမ်းနည်းနည်းလေးကြားတဲ့သူလေးတွေပဲကြည့်ပေးပါနော်အဲ့တော့ဒီ reading မှာဆိုလို့ရှိရင်မင်းတို့ရဲ့အခြေအရေးတွေနဲ့ပတ်သက်ပြီးတော့ဘာတွေမြင်ရမလဲဆိုတာလေးကိုစပြီးတော့ကြည့်ပေးပါမယ်နော် current energy ကိုအရင်ကြည့်ပါမယ်current energy အရာဆိုလို့ရှိရင်တော့ဒီ energy မှာမြင်ရတာကတဲ့မင်းတို့ကအချစ်တစ်တစ်ခုမကြခင်စတင်ဖို့ဖြစ်လာလိမ့်မယ်လို့မြင်တယ်နော်အချိန်ကြာကြီး single ဖြစ်နေရတဲ့သူလေးတွေဆိုလို့ရှိရင်လည်းပဲဒီတစ်ပတ်အတွင်းမှာကိုယ့်ရဲ့ crush ကိုချစ်ရတဲ့သူနဲ့အဆင်ပြေလိမ့်မယ်သူ့ဘက်ကနေစပြီးတော့ကိုယ်စကားပြောတာတွေရှည်လာမြောင်းပေးလောက်တာမျိုးလေးတွေရှည်လာနိုင်တယ်နော်နောက်ပြီးတော့တစ်ဖက်ကလည်းကိုယ်သဘောကျတယ်ကိုသဘောကျနေတာကိုလည်းသူသိတယ်เนาะဆိုတော့မင်းနဲ့မင်းရဲ့ crush ကနှစ်ယောက်ကအပြန်လန်လေးchemistry မိနေတယ်ဆိုတာမျိုးလေးကိုမြင်ရတယ်เนาะဟိုဖွင့်မပြောသေးတာပဲရှိရင်ရှိမယ်သူကလည်းမင်းကိုသဘောကျနေတယ်မင်းကလည်းသူ့ကိုသဘောကျနေတယ်မျက်လုံးချင်းစကားပြောနေတယ်ပေါ့နော်အဲ့လိုအပြန်လန်ဆွဲဆောင်မှုခံစားချက်လေးလည်းမြင်နေရတယ်မင်းလည်းသိတဲ့အတိုင်းပဲမဝင်မရဲဖြစ်နေတာပေါ့နော်သူငါ့ကိုကြိုက်တာဟုတ်ပါမလားဆိုပြီးတော့မဝင်မရဲဖြစ်နေတာပြီးတော့ဒီ reading ကိုကြည့်လိုက်တဲ့အခါမှာတဲ့အခုမင်းကိုယ်တိုင်ကပေါ့နော်အတိတ်မှာနည်းနည်းလေးတန်ရာအနာတရားလေးတွေရှိခဲ့တယ်ပေါ့နော်အခြေရေးနဲ့ပဲဖြစ်စေမိသားစုအရေးနဲ့ပဲဖြစ်စေเนาะကိုရဲ့ချစ်ခဲ့ရတဲ့သူကြောင့်ဖြစ်စေကိုမိသားစုဝင်တယောက်ကြောင့်ဖြစ်စေကိုကနာကျင်ပင်ပန်းခဲ့ရတယ်ဆိုတာလေးကိုမြင်ရတယ်အဲ့အတွက်ချစ်သူကြီးစားမထားရဲတာပေါ့နော်မထားရဲတော့ဘဲနဲ့အကြာကြီး single ဖြစ်နေတာဒါမျိုးလေးကိုလည်းမြင်ရတယ်เนาะဒါပေမဲ့ဒီတစ်ခေါက် relationship ရခဲ့လို့ရှိရင်တော့ကိုလိုချင်တဲ့ပုံစံမျိုးလေးရပါလိမ့်မယ်နာကျင်ခံစားမှုတွေမရှိတော့ဘူးเนาะအဲ့ဒါလေးကိုမြင်ရပါတယ်နောက်ပြီးတော့မင်းသဘောကျနေတဲ့မင်းရဲ့ crush ပေါ့နော်တစ်ဖက်လူရဲ့အတွင်းစိတ်လေးကိုလေတစ်ချက် energy လေးကိုက်မကိုက်စစ်ကြည့်မယ်နော်အဲ့တော့တစ်ဖက်လူကလည်းမင်းကိုတိတ်တကိုးချစ်နေတဲ့သူတယောက်ဖြစ်နိုင်တယ်နော်ဘယ်လောက်ထိတိတ်တကိုးချစ်တာဖြစ်နိုင်လဲဆိုရင်75% လောက်ကသူမင်းကိုသဘောကျနေတာဖြစ်နိုင်တယ်နော်ပြီးတော့မင်းရဲ့အလုပ်မှာတွေ့တဲ့သူမျိုးဖြစ်နိုင်တယ်တကယ်လို့ကြောင်းတက်နေတဲ့သူဆိုရင်လည်းကိုနဲ့ကြောင်းအတူတူတက်တဲ့လူမျိုးအလုပ်ဆိုရင်လည်းကိုနဲ့အလုပ်တစ်ခုကိုအတူတူလုပ်နေတဲ့လူမျိုးနော်ကိုနဲ့လုပ်ငန်းတူတဲ့သူမျိုးကမင်းကိုသဘောကျနေတာဖြစ်နိုင်တယ်သူကမင်းကိုတိတိတတ်တာသူများထပ်ပို့ပြီးတော့ကြည်တာမင်းကိုဆိုဂယူးဆိုင်တာဥမာမင်းကိုကြည်ပြီးတော့ရီးနေတာမျိုးလေးတွေဒါမှမဟုတ်လေသူဟာတာတစ်ခုခုကိုပြောနေတဲ့အချိန်မင်းကိုလှမ်းကြည့်တာမျိုးလေးတွေလုပ်တယ်ဆိုရင်ဟုတ်တယ်တေးကြတယ်မင်းကိုသဘောကျနေတာအဲ့တယောက်ပေါ့နော်ဆိုတော့မင်းရဲ့ crush ကလည်းအဲ့တယောက်ဖြစ်နေနိုင်တယ်ပေါ့နော်သူ့ရဲ့စိတ်ထဲမှာတဲ့အချိန်တိုင်းမင်းစီကိုပဲသူ့ရဲ့အတွေးတွေကရောက်နေတာเนาะသူ့ရဲ့ဒီခံစားချက်တွေကလည်းမင်းအပေါ်မှာအရန်ကိုရှိနေတယ်ပြီးတော့ तू ကမင်းကိုဒီတိုင်းဟိုချောလို့လှလို့ကြိုက်တယ်ဆိုတာထက်ပေါ့เนาะ तू ကမင်းပေါ်လေးစားတယ်လေးစားစိတ်လည်းရှိတယ် respect လုံးဝမင်းကိုပေးတယ်မင်းကို तू ဂယူးတစ်ဆိုင်တွေနဲ့အရေးတကြီးလေးနဲ့ချစ်ပေးခြင်းနဲ့ဆိုတဲ့ခံစားချက်မျိုးလေးရနေတယ်เนาะအဲ့တော့မင်းတို့နှစ်ယောက်ကြားထဲမှာလေးနေတဲ့ connection တစ်ခုတော့ဖြစ်လာအောင်မယ်เนาะတကယ်လို့ကိုကအခြေအနေကဟိုအစ်စ်မတက်သေးဘူးဆိုရင်တော့မကြခင်မှာအဆင့်တက်လာလိမ့်မယ်ဒါမျိုးလေးခံစားရပါတယ်เนาะအဲ့တော့ဒီ near future မှာဘာတွေဖြစ်လာနိုင်လဲဆိုရင်မင်းတို့နှစ်ယောက်ကြားထဲမှာတဲ့အဆက်အသွယ်တစ်ခုပွင့်သွားနိုင်တယ်တကယ်လို့တယောက်နဲ့တယောက်စကားမပြောရဲဘူးဆိုရင်လည်းသူ့ဘက်ကနေမင်းကိုစကားလာစပြောတာမျိုးလေးတွေပေါ့เนาะအကူညီလာတောင်းတာမျိုးလေးတွေနဲ့သူ့ဘက်ကတစ်ခုခုနဲ့လာပြီးတော့ချိတ်ဆက်လိုက်မယ်မင်းတို့အပြင်မှာဒိတ်တာမျိုးလေးတွေတောင်ဖြစ်သွားနိုင်တယ်ပေါ့နော်မင်းဘက်ကလက်ခံလို့ရှိရင်အပြင်မှာမုတ်လေးတွေရှောက်စားတာတို့အဲ့လိုကစားကွင်းသွားတာဒါမှမဟုတ်ရင်လည်းရှောက်လဲတာဆိုင်ကိုထိုင်တာမျိုးပေါ့နော်ဒါမျိုးလေးတွေပြန်ပြီးတော့
sorry ဒါမျိုးလေးတွေမြင်ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီတပတ်အတွင်းမှာပေါ့နော်တချို့လေးတွေဆိုရီးစားတောင်ဖြစ်သွားနိုင်တယ်နော်နည်းနည်းတော့မြန်နေဆိုပေမဲ့တချို့ကလည်းတန်ပြီးတော့အဖြေပေးလိုက်တာမျိုးရှိနိုင်တယ်နော်အဆုံးရှုံးမခံနိုင်တော့လို့ချက်ချင်းပဲအဖြေပေးလိုက်တော့မယ်ဆိုရင်လည်းအဆင်ပြေပါတယ်နော်အဲ့တော့အချစ်ရေးအတွက်ဆိုရင်တော့ single လေးတွေကတော့မကြခင်ချစ်သူရမယ်ပေါ့နော်ချစ်သူရမယ်အိမ်အောင်ဘက်အဆင့်ထိတော့ရောက်ဖို့နည်းနည်းလိုနေသေးပေမဲ့ပျော်စရာကောင်းတဲ့ romantic ဆန်တဲ့ချစ်ချင်းတစ်ခုတော့ရမှာပေါ့နော်အဲ့ဒါတော့သိကြတယ်ဘာလို့လဲဆိုတော့ဒီမှာက connection နဲ့မြင်ရတယ် attract ဖြစ်နေတာเนาะတယောက်နဲ့တယောက်အပြန်အလှန်ဆွဲဆောင်နေတယ်ဆိုတာလေးအဲ့ဒါလေးကိုမြင်ရပါတယ်နောက် new start ဆိုတဲ့ဒီအချစ်အသစ်ပေါ့နော်အချစ်အသစ်စတင်ဖြစ်ပေါ်ခြင်းဆိုတာလေးကိုမြင်ရပါတယ်เนาะအဲ့ဒီတော့ဒီ university ကနေအကြံဉာဏ်လေးတစ်ချက်တောင်းပေးမယ်เนาะဆိုတော့ဒီ single လေးတွေ crush နေတဲ့ single လေးတွေကို universe ကဘာပြောချင်နေလဲဆိုတာလေးကို reading လေးတစ်ချက်ဖတ်ပေးမယ် tarot လေးတစ်ချက်ဆွဲပေးမယ်အဲ့တော့တဲ့မင်းတို့ကတဲ့အလုတ်အပေါ်ကိုအရန်စိတ်နှစ်ထားတော့နော်အလုတ်ကိုအရန်စိတ်နှစ်ပြီးတော့ရီးစားမထားနိုင်တဲ့သူတွေလည်းပါတယ်တဲ့နော်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာအလုတ်တွေပဲခေါင်းထဲထည့်ပြီးတော့အခြေရေးအတွက်အချိန်မပေးနိုင်တဲ့သူတွေလည်းပါတယ်တဲ့အဲ့ဒီအတွက်တဲ့ချစ်ဖို့မကြောက်ပါနဲ့တဲ့နော်ကိုလည်းချစ်ပါတဲ့ကိုချစ်ရတဲ့သူကိုလည်းပိုချစ်ပေးလိုက်ပါတဲ့နော်ချစ်ရတာတဲ့ကြောက်စရာမကောင်းပါဘူးတဲ့ချစ်ကြည့်လိုက်ပါနော်ဒါပေမဲ့ကျွန်တော်တို့ boundary တော့ထားမှာပေါ့နော်ဆိုတော့ကျမတို့ boundary တော့ထားပေးရမယ်ကိုယ့်ရဲ့တန်ဖိုးတော့မကြစေနဲ့ပေါ့နော်ချစ်တာတော့ချစ်လို့ရတယ်ဒါပေမဲ့ကိုယ့်တန်ဖိုးတော့မကြစေနဲ့နောက်သူများကိုချစ်လိုက်လို့လေကိုအချစ်မလျော့စေနဲ့ပေါ့နော်ကိုလည်းချစ်သူများကိုလည်းချစ်ပေးနော်ပြီးလို့ရှိရင်အရင်အလုပ်ကိုပဲ feed လုပ်မနေပါနဲ့ဆိုပြီးတော့ universe ကအကြံလေးပေးထားပါတယ်နော်ဒါဆိုရင်တော့ဒီနေ့ကနေဒီဗီဒီယိုကိုမြင်တဲ့ဘယ်အချိန်မဆိုပေါ့နော်ဒီဗီဒီယိုမြင်လိုက်ပြီဆိုတာနဲ့မြင်ပြီးနောက်ထပ်9ရက်အတွင်းဖြစ်လာမယ်သင်ရဲ့ကံကြမ္မာဖြစ်တဲ့ဒီ reading လေးကသင်နဲ့ resonate ဖြစ်တဲ့သင်ရဲ့လက်ရှိအခြေအနေနဲ့အကိုက်ညီတယ်လို့ခံစားရလို့ရှိရင် Emily's Diary YouTube channel လေးကို like and subscribe လေးလုပ်ထားပေးပါအောင်เนาะအပတ်စဉ်တိုင်း reading လေးတွေလုပ်ပြီးမှဖြစ်တဲ့အတွက်လည်းစောင့်ကြည့်ဖို့အတွက်ဒီ notification bell လေးကိုလည်းဖွင့်ထားပေးပါအောင်เนาะဒါဆိုလို့ရှိရင်เนาะနောက်ထပ်တနင်္ဂနွေနေ့တိုင်းမှာ reading လေးတွေနဲ့ပြန်ပြီးတော့ဆုံကြမယ်เนาะbye bye မှာကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်